မင်းလေးကပဲလာသလားမန္တလေးစေဂျုံနာမန္တလေးသူလေးရဲ့ပြုံးနုနုအောင်ရန်ကုန်သားရဲ့နှလုံးသားကတိတ်တိတ်ကလေးအရှုံးပေးကြရတဲ့နေ့ဂျိုးကမနှလုံးသားနုလုံးသားအားလည်းရခီးသွားတယောက်ရဲ့တွေလေးအိမ်ချမ်းသွားဖို့ရွှေမန်းလူလေးကုန်းခိုရာတက်ကတိလာဝဲ example ဟုငယ်ဘဝချစ်တော်ရတာဆုံ၍မြန်ပုံတလွှားပြိုင်ဆန်ရှားကများလူတကာကနှစ်သက်ကြသူခုမနဲ့ထွန်းတောက်ကျဲတပါရန်ကုန်သားဟုများရည်ရွယ်ညွန်းအကယ်ဒမီထွန်းထွန်းရဲ့လို့ငယ်မီထင်ရှားသားရတနာကိုနတ်ပကြီးချေမုံစိန်ရည်တနုံးလို့ဟုံးမောင်းတက်တဲ့စံဒီငယ်သွေးမြင်သူငေးသည်အလှပကေးပွေးချူမန်းပြူသည်မင်္ဂလာတို့သမီးမအင်းငိမ့်သူတို့နတ်လူနှစ်ပါးတင်ပြောက်စား၍စူလျားမသွေနှစ်ပြားရှူအဟေဆွဲဟာဆက်ခါဆက်စိန်နာမိယန္နာနိဗုဒ္ဓံဗုဒ္ဓယရဏနာနံကရံဂရိတရဏံခိဗ္ဗမေဝသမိတ်စတုစိန်နာမိယန္နာနိဓမ္မံဓမ္မယရဏနာနံကရံဂရိတရဏံခိဗ္ဗမေဝသမိတ်စတုစိန်နာမိယန္နာနိသံဃံသံဃာယရဏနာနံကရံဂရိတရဏံခိဗ္ဗမေဝသမိတ်စတုပြက်ကြည့်ပြီးဒီစကူနဲ့မတူခန္ဓာအောင်စုလျား၍နှစ်ပါးမောင်နှံဘိသိက်ခံတော်အောင်တန်ရွတ်ဖတ်ဤရမြ၌နက်ခတ်ရှင်းရွယ်နိုဗိုတယ်တွင်နှစ်သွယ်သစ္စာရစ်ပတ်ခါဖြင့်မင်္ဂလာပွဲသဖြင့်ပွဲကြီးစင်သည်အောင်မြင်ပြီးသည်တည်စေတော်